လှပကျင်စိတ်ပြင်းပြနေတဲ့အမျိုးသမီးတစ်ယောက်ဟာအလှကုန်ပစ္စည်းတွေထဲမှာတကိုယ်လုံးစိန်ထားခဲ့ပါတယ်ဖြစ်ချင်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကအယ်လီဟာအင်တာနက်ကနေဈေးကြီးတဲ့အရေးသွေးမြင့်အလှကုန်ပစ္စည်းအများကြီးဝယ်ခဲ့ပါတယ်ဒါပေမဲ့လိမ့်လိုက်တာနဲ့သူ့အရေးပြားကချက်ချင်းပြင်းထန်တဲ့ဓမ္မတဲမှုပြခဲ့ပါတယ်အယ်လီစိတ်ပြအားငယ်ပြီးဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်ကဘာပေါ်မှာအကောင်းဆုံးဆိုတဲ့လိုရှင်းထဲမှာငါကဓမ္မတဲရတယ်လို့ဆိုပြီးညီးတွားမိပါတယ်အဲ့ဒီညမှာအယ်လီတကိုယ်လုံးရရန်လွန်းလို့လုံးဝအိမ်မရခဲ့ပါဘူးမှန်ထဲမှာကြည့်လိုက်တော့မျက်နှာတစ်ခုလုံးအနီကွက်တွေဖြစ်နေတာကိုတွေ့ရတဲ့အခါအယ်လီဟာတော်တော်လေးစိတ်ထိခိုက်သွားခဲ့ပါတယ်ဈေးအကြီးဆုံးအလှကုန်တွေတုံးပြီးမှပိုဆိုးသွားလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူးစိတ်ကိုငြိမ်သက်စေဖို့အတွက်အယ်လီဟာ TV ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့စပွဲပေါ်တင်ထားတဲ့အလှကုန်ခရီးရန်ကသူ့ဘာသာသူစိတ်ထွက်လာတာကိုသူမှသတိမထားမိခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲ TV ထဲမှာသူမဝယ်ထားတဲ့အလှကုန်ရဲ့ကြော်ညာစတင်လာပါတယ်။ကြော်ညာသူကနည်းနည်းလေးလိမ့်ယုံနဲ့မယုံနိုင်တော့အောင်လှပလာမယ်ဆိုပြီးချက်ကားပြောဆိုနေပါတယ်။ဘေးကမော်ဒယ်ကလည်းချီးမွမ်းစကားတွေပြောရင်းဒီပစ္စည်းကြောင့်စိတ်ခံစားမှုအတက်အကျနဲ့ထင်ရောက်ထင်မှားဖြစ်တာလိုမျိုးဘေးထွက်ဆိုးကျိုးတွေရှိနိုင်ကြောင်းပြောပြပါတယ်။ဒါပေမဲ့မော်ဒယ်ကဂယုမစိုက်ပါဘူး။လှပလာမယ်ဆိုရင်ဒီလိုမျိုးဖြစ်တာကတန်ပါတယ်လို့ပြုံးပြီးပြောလိုက်ပါတယ်။အယ်လီကကြော်ညာသူရဲ့ပြောဆိုပုံကိုရဲစရာကောင်းပြီးအရန်ဒရာမာဆန်တယ်လို့ထင်ပြီးရဲမိပါတယ်။ဒါပေမဲ့တစ်စက္ကန့်ပဲကြော်ညာသူကသူမရဲ့နာမည်ကိုခေါ်လိုက်တာကြောင့်အယ်လီတုန်လှုပ်သွားပါတယ်။ TV နဲ့စကားပြောနေမိတာကိုသူမမယုံနိုင်ခဲ့ပါဘူး။အယ်လီဘာမှမတုံ့ပြန်ခင်မှာကြော်ညာသူကဘာလို့ဒီပစ္စည်းကိုဆက်မသုံးတော့တာလဲဆိုပြီးအတင်းအကျပ်မေးမြန်းပါတော့တယ်။အယ်လီကချက်ချင်းပဲပြင်းထန်တဲ့ဓမ္မတဲမှုဖြစ်ကြောင်းရှင်းပြပေမဲ့ကြော်ညာသူကဒါကဓမ္မတဲတာမဟုတ်ဘူး။မင်းရေပြားကပြန်လဲကောင်းမွန်နေတာကိုပြတာတုံ့ပြန်မှုပိုပြင်းထန်လေပြန်ကောင်းတာပိုမြန်လေးလို့ပြန်ပြောလိုက်ပါတယ်။ဒီစကားကိုကြားတော့အယ်လီစိတ်ဝင်စားဖြစ်သွားပြီးချက်ချင်းဖုန်းကိုကောက်ကင်ကတပူးလုံးကိုမှာယူလိုက်ပါတော့တယ်။နောက်နေ့မှာပါဆယ်ထုတ်ရောက်လာတော့လီဟာခရင်ကိုသူ့တကိုယ်လုံးစိတ်အားထက်သန်စွာလိမ့်ချလိုက်ပါတယ်။ဒါပေမဲ့ဓမ္မတဲမှုကပိုဆိုးလာရုံမှာပဲသူမကကြော်ညာသူကိုပြန်ပြောပြပေမဲ့သူကဒါကပုံမှန်တုံ့ပြန်မှုပါဆက်ဖြင်းဖြင်းဖြစ်နေတယ်ဆိုတာအရေးပြားပြန်လဲပြင်ဆင်နေတာကိုပြတာမကြခင်မှာပဲတောက်ပတဲ့အသားရည်ကိုပိုင်ဆိုင်လာလိမ့်မယ်လို့ပြောပါတယ်ဒီလိုပြောပေမဲ့လည်းအယ်လီစိတ်ထဲမလုံးမလဲဖြစ်နေတော့မှမင်းဟာနောက်တစ်ဆင့်ဖြစ်တဲ့အလှကုန်တွေကိုထပ်လဲရင်ပိုအဆင်ပြေလာမယ်ဆိုပြီးကြော်ညာသူကယုံကြည်အောင်ပြောလိုက်တဲ့အတွက်အယ်လီဒီပစ္စည်းကိုစပြီးယုံကြည်လာခဲ့ပါတယ်အယ်လီနောက်ထပ်တစ်ဘူးထပ်ဆန်းဖို့အတွက်မြေအောက်ခန်းကိုပြေးဆင်းသွားပါတယ်ဒါပေမဲ့တစ်တနာရောက်တာနဲ့ဘူးတွေအားလုံးသူ့ဘာသာသူပွင့်နေတာနဲ့ခရင်တွေဟာအသက်ရှိသလိုမျိုးပုတ်ပွက်ဆူပြီးစိတ်ထွက်နေတာကိုမြင်လိုက်ရပါတယ်ဒီလိုကြောက်စရာမြင်ကွင်းကိုမြင်လိုက်ရတော့အယ်လီရန်ထိတ်လန့်သွားပြီးသူ့အိယာစီကိုအမြန်ဆုံးပြေးပြန်လာခဲ့ပါတယ်နောက်တစ်နေ့မနက်မှာအယ်လီနိုးလာတဲ့အခါညကဖြစ်ခဲ့တာတွေကိုပြန်စဉ်းစားမိပြီးအကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်သူချက်ချင်းမြေအောက်ခန်းစီဆင်းပြီးစစ်ဆေးကြည့်လိုက်တဲ့အခါခရင်မြန်တွေဟာလူပုံစံမျိုးလိုစုပုံနေတာကိုတွေ့လိုက်ရပါတယ်ဒီထူးဆန်းတဲ့ပုံသဏ္ဍာန်ကိုမြင်လိုက်ရတဲ့အခါအယ်လီမကြောက်တော့ပါဘူးသူဟာယူသွနေသူတူလိုပဲအဲ့ဒီတတဝါလိုပုံသဏ္ဍာန်ကိုဖတ်ထားလိုက်ပါတော့တယ်